သူတို့က North Pacific Ocean Pacific Ocean နဲ့လည်းတိတ်ပြီးတော့မဝေဘူးနီးနီးလေးပဲဒီ Bay လေးနဲ့ကာထား Bay Area လေးပဲပေါ့အဲ့သူတို့ကဒီမှာတင်မောတွေပေါ်မှာလဲဒီမှာတင်မောတွေပေါ်မှာလဲနေတယ်တောင်ကုန်းတွေပေါ်မှာလဲနေတယ်မြို့လေးကတေးသေးလေးနဲ့ချစ်စရာလေးဟိုးမှမြင်နေရတော့တရားကြီးပေါ့သူတို့မြို့လေးကိုလာတဲ့တရားအရှိထူးဆန်းတာတစ်ခုကတွေ့တာရိုက်တာကဒီမှာဗျာအင်းလေးကန်ပါပဲဗျာဒီမှာအင်းလေးကန် of America ပါပဲဒီမှာသူတို့အိမ်တွေကိုရေထဲမှာစောက်ထားတာ floating houses တွေ island တွေကိုသူတို့ island တွေကိုလှုပ် island ဆိုပြီးတော့သူတို့ artificial island ပေါ့သူတို့တင်မောလိုမျိုးပဲတင်မောအိမ်တွေပေါ့ဟိုမှာအိမ်တွေတင်မောအိမ်တွေအဲ့လိုနေကြတာရာသီဥတုကတော့စောင်းရာသီပေါ့ဒီနေ့ကနိုဝင်ဘာလအကုန်ဒီဇင်ဘာရောက်တော့မယ်ဆိုတော့2025ကုန်တော့မယ်လှတယ်မြို့ကလေးက It's very beautiful little towns only a 1 hour drive from the Hayward it's called Sausalito it's the name of a town it's to remind me that my country Inle Lake Inle is a floating island there are a lot of houses are floating houses here in the town look at that more floating housesအဲ့ဒါလေးပြချင်လို့ရိုက်လာတာဒါပဲနော် bye